ကျွန်တော်နိုင်ငံတကာ audience တွေရှေ့မှာကောင်းကောင်း presentation လုပ်နိုင်ခဲ့တယ်ဆိုတာက Genius ကျောင်းရဲ့ကြိုးကျေးဇူးတွေအများကြီးပါပါတယ်ခင်ဗျာပထမဦးစွာ Genius ကျောင်းမှာပုံမှန် curriculum အပြင် extra curriculum အနေနဲ့ full skill subject ကိုပါထည့်သွင်းသင်ကြားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအင်္ဂလိပ်စာအနေနဲ့အခက်အခဲမရှိခဲ့ပါဘူးခင်ဗျာနောက်တစ်ချက်အနေနဲ့ presentation အတွက်ဆိုရင်လည်းကျွန်တော်တို့ကကျောင်းမှာစာသင်ကြားတဲ့အခါမှာ memory ကိုအဓိကအသုံးပြုပြီးတော့သင်ကြားရမှာမဟုတ်ဘဲနဲ့ဒီ presentation တွေ project တွေကိုလုပ်ပြီးတော့ကျွန်တော်တို့ကဒီစာလေးလာတဲ့အတွက်ကြောင့်မလို့ဒီ presentation အတွက်ကိုလည်းကျွန်တော်တို့အများကြီးအခက်အခဲမရှိခဲ့ပါဘူးခင်ဗျာနောက်တစ်ချက်အနေနဲ့ public speaking မှာဆိုရင်ကျွန်တော်တို့ကျောင်းမှာကဒီ science ဖတ်ပွဲတွေပြီးတော့ဒီ science fair လိုမျိုးပြိုင်ပွဲတွေအများကြီးလုပ်ပေးခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အတွက်ကဒီပြိုင်ပွဲ pressure လည်းအများကြီးမရှိခဲ့ပါဘူးခင်ဗျာကျွန်တော်တို့ဒီ rain camp ကရရှိတဲ့ knowledge တွေနဲ့မြန်မာနိုင်ငံနည်းပညာတွေကိုပေါင်းစပ်ပြီးတော့ပုံမကောင်းမွန်တဲ့ rainwater harvesting system ရရှိအောင်လှုပ်ဆောင်မယ်။နောက်လာမယ့်ကျောင်းသားကျောင်းသူတွေအတွက်လည်း international competition တွေမှာအများကြီးလက်စွမ်းပြနိုင်အောင်လို့ကျွန်တော်တို့ရဲ့ experience sharing တွေလုပ်ပေးသွားဖို့ရှိတယ်။နောက်ထပ်ကျွန်တော်ရဲ့ experience ပေါ်မှာမူတည်ပြီးတော့ community ကိုအကျိုးပြုတဲ့လုပ်ငန်းတွေအများကြီးလုပ်ပေးသွားဖို့လည်းရှိပါတယ်ခင်ဗျာ။